တောင်စွန်းတစ်ခုပေါ်မှာတည်ငြိမ်စွာအခြေချနေတဲ့မြမအံ့ဖွယ်တစ်ပါးမြန်မာနိုင်ငံရဲ့မြမလာတဲ့တောင်ကုန်းတစ်ခုအထက်မှာကြိုက်ထီးရိုးစေတီတော်ဟာခန့်ညားစွာတည်ရှိနေပါတယ်။ဒဏ္ဍာရီတွေရတော့ဒီစေတီတော်ထဲမှာမြတ်စွာဘုရားရှင်ရဲ့စံတော်တဆူကိုဌာပနာထားတယ်လို့ဆိုကြပါတယ်။ဒီစေတီကိုမယုံကြည်နိုင်လောက်အောင်ကျင်းမြောင်းလုံးတဲ့ကြောက်ဆောင်စွန်းလေးပေါ်ကအေယာမကြောက်တုံးကြီးပေါ်မှာတည်ထားခဲ့တာပါ။ဖျားဖူးဧည့်သည်တွေဟာတောင်ပေါ်မြူနင်းတွေကိုဖျက်ကျော်ပြီးဒီအထွတ်အမြတ်ထားရာအမွေနှစ်ကိုလာရောက်ပူဇော်လေးရှိကြပါတယ်။ရာစုနှစ်များစွာပြင်းထန်တဲ့ငလင်တံတွေနဲ့မုန်တိုင်းတံတွေကိုကြုံတွေ့ခဲ့ရပေမဲ့ဒီကြောက်တုံးကြီးဟာတလက်မမရွေပဲတည်မြဲနေခဲ့ပါတယ်။ဒေသခံတွေကတော့ဒီကြောက်တုံးကြီးဟာအောက်ကကြောက်ဆောင်နဲ့ထိတော်မထိနေဘူးလို့ယုံကြည်နေကြတာပါ။ဒါပေမဲ့ဒီကြောက်တုံးကြီးဒီနေရာကိုရောက်ရှိလာတဲ့ဇလန်းကပိုပြီးတော့တောင်စမ်းကြယ်နေပါသေးတယ်။ရှေးဟောင်းဒဏ္ဍာရီတွေအရတိကျမင်းဟာဒီကြောက်တုံးကြီးကိုသမုတ်တရားအောက်ခြေကနေတည်ဆောင်လာခဲ့တာလို့ဆိုပါတယ်။သူဟာရသေဦးကောင်းတော်နဲ့တူတဲ့ကြောက်တုံးကိုပင်လယ်ပြင်တခွင်လှည့်လည်ရှာဖွေခဲ့ပါတယ်။ပြီးတော့မှဒီအထွတ်အမြတ်ထားရာစံတော်ကိုထာဝရစောင့်ရှောက်ဖို့အတွက်တောင်ထိပ်ပေါ်မှာတင်ထားခဲ့တာဖြစ်ပါတယ်။နှစ်ပေါင်း2500ကျော်ကြာခဲ့ပေမဲ့အခုချိန်ထိလည်းအာယုံဦးအလင်းရောင်အောက်မှာတောက်ပနေတဲ့စေတီတော်ဟာတည်ရှိနေသေးပါပဲ။ဒီရှေးဟောင်းအံ့ဖွယ်ကိုယူဘဗေဒသဘောတရားတွေခေတ်မီအင်ဂျင်နီယာအတတ်ပညာတွေနဲ့ထိန်းထားတာမဟုတ်ပါဘူး။နှစ်ပေါင်းထောင်ချီခိုင်မာခဲ့တဲ့ယုံကြည်ခြင်းဆိုတဲ့အလေးချိန်တစ်ခုတည်းနဲ့တင်မြဲမြံစွာတည်ရှိနေတာဖြစ်ပါတယ်။